သည်တိတ်ဆိတ်နေသည်လေတောင်မရွေ့သလိုသစ်ရွက်တွေတောင်မလှုပ်ရှားဘူးလမ်းဘေးရှိမိတိုင်အနှဲငယ်သာမိပွန့်ပွန့်လင်းလင်းနဲ့အလင်းတစိတ်တစ်ပိုင်းပေးနေသည်ကိုဖြိုးတယောက်လမ်းပေါ်မှာတဖြည်းဖြည်းလျှောက်လာနေသည်သူ့ခြေထောက်တန်ကတတ်လို့တိတ်ဆိတ်မှုကိုချိုးဖောက်နေသည်သူ့မျက်နှာမှာစိတ်လှုပ်ရှားမှုနဲ့တခုခုကိုစိုးရိမ်နေသလိုဖြစ်နေသည်အချိန်ကမနှက်မဟုတ်ညနေပိုင်းတစ်ခုသူလမ်းလျောက်လာရင်နောက်ကနေတခုခုကလိုက်လာသလိုခံစားရသည်ကိုဖြိုးရပ်လိုက်သည်တိတ်ဆိတ်မှုမစကနောက်ကိုဖြည်းဖြည်းပြန်ကြည့်ဘယ်သူမှမရှိငါပဲအတွေးများလို့လားလို့သူ့ကိုယ်သူမျက်နှာမူပြီးပြောလိုက်တယ်ဒါပေမဲ့သူပြန်ရောက်ဖို့ခြေတလန်းလှမ်းလိုက်ချိန်မှာနောက်ကနေတောက်ဆိုတဲ့အတန်တစ်ခုထပ်ထွက်လာတယ်ဒီတစ်ခါတော့သူ့ခြေတံမဟုတ်တော့ကိုဖြိုးမျက်လုံးကြီးလာတယ်နှလုံးခုန်လုံးလေးတဖြည်းဖြည်းမြန်လာတယ်သူမပြန်ကြည့်ရတော့အဲ့ဒီအချိန်ပါပဲနာအနာကနေတစုံတယောက်အတန်နမီနီနဲ့ပြောလာတယ်မင်းနောက်ကိုမကြည့်သင့်ဘူးမင်းနောက်ကိုမကြည့်သင့်ဘူးအတန်ကနာအနာမှာကြားရတယ်လို့အေးဆက်ပြီးမီနဲ့ပြောနေသည်ကိုဖြူးရင်ထဲမှာတခုခုကြာဆင်းသွားတယ်လို့ခံစားလိုက်ရသည်လက်ဖွားရီတုံလာသည်အသက်ရှူတဲ့တော့မတည်ငြိမ်တော့သူမလှုပ်ရတော့ဘူးအချိန်ကမလှုပ်ရှားတော့တယ်လို့ဖြစ်နေဒါပေမဲ့နောက်ကနေလီမရှိပြီပဲဟိုစားရီဖြည်းဖြည်းလှုပ်လာသည်ကိုဖြိုမျက်လုံးပိတ်ပြီးမကြည့်ဘူးလို့ကိုယ်တိုင်ထခတ်တလဲလဲပြောနေသည်ဒါပေမဲ့လူတယောက်ရဲ့စိတ်ကမကြည့်သင့်ဆိုရင်ပိုပြီးကြည့်ချင်လာတတ်တယ်သူ့ခေါင်းကဖြည်းဖြည်းပြန်လှည့်သွားသည်နေကွေးတဲ့ camera movement နောက်ကိုကြည့်လိုက်တဲ့အခါအဝေးမှာလမ်းမီအောက်တစ်ခုမှာမိန်းမတစ်ယောက်ရက်နေသည်သူမရဲ့မျက်နှာကိုမမြင်ရဘူးရှည်လျားတဲ့စပင်ကမျက်နှာတစ်လုံးလုံးကိုဖုံးနေသည်အဝေးအစားကအဖြူရောင်ဒါပေမဲ့မတန့်ရှင်းဘူးဖုံးနေနဲ့ကက်ကက်လျက်သူမမလှုပ်ကိုဖြူတွားလန်းအတိုင်းပြန်လှည့်ဖို့ကြိုးစားလိုက်သည်ဒါပေမဲ့သူပြန်ကြည့်လိုက်တဲ့အချိန်မှာမိန်းမကပိုနီးလာပြီတလန်းလုံးတော့မမြင်ရအောင်မရွှေ့ပဲနီးလာတယ်ကိုဖြူတက်ရှူရက်သွားလောက်အောင်ထိုက်လှန့်သွားတယ်ဘလို့ဖြစ်တာလဲလို့သူပြောမိတယ်သူနောက်တစ်ချိန်မျက်စိပိတ်ပြီးပြန်ဖွင့်လိုက်ပြီဒီတစ်ခါတော့မိန်းမကသူ့နောက်မှာရက်နေပြီအနာကနေအေးဆက်တဲ့အသက်ရှူတန်တစ်ခုကြားလာသည်ပြီးတော့သူ့နာအနာမှာအတန်တစ်ခုပြန်ထွက်လာသည်ငါပြောပြီးသားပဲအတန်ကနာအနာမှာတိတ်လေးထွက်လာသည်ကိုဖြိုးခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားသည်အေးဆက်တဲ့လီတစ်ခုသူ့ကြောတစ်လျှောက်ဖြတ်တန်းသွားတယ်လို့ခံစားရသည်သူဖြည်းဖြည်းပြန်လှည့်ကြည့်လိုက်သည်ဒီတစ်ခါတော့မိန်းမရဲ့မျက်နှာကိုမြင်လိုက်ရသည်စပင်းတွေကြားကနေမျက်လုံးတစ်စုံထွက်ကြည့်အဖြူရောင်မဟုတ်အမဲရောင်လုံးဝမျက်လုံးအလေးမရှိတဲ့အလွတ်တစ်ခုကိုဖြိုးလက်ပြီးတုံပြီးနောက်ကိုပြန်ဆုပ်လိုက်တယ်အမေဘတူလေးလူတုံးလုံးတဲ့အပန်းပြီးလိုက်သူမရဲ့ခေါင်းကဖြည်းဖြည်းလှိမ့်လာတယ်မဖြစ်နိုင်တဲ့အတိုင်းတာ180ဒီဂရီကျော်လှိတယ်တန်ကဒီတခါသူမထ
ကမဟုတ်ဘူးကိုဖြိုးနားတွေကနေထွက်လာတယ်ဖြစ်နေတယ်ဘာလဲသူမီးချင်နေချိန်မှာပဲလမ်းမီးတွေအားလုံးဖြက်ဆိုပြီးပိတ်သွားတယ်အမောင်လုံးဝတိတ်ဆိတ်ပြီးတော့တက်ခြေတံတွေထက်ကြလာတယ်ဒါပေမဲ့ဒီတစ်ခါခြေတံကသူ့ရှေ့ကနေထွက်လာနေတယ်ကိုဖြိုးမမြင်ရပေမဲ့တယောက်သူ့ရှေ့မှာလမ်းလျှောက်နေတယ်လို့ပြီးတော့မီးတိုင်တစ်ခုပြန်လင်းလာတယ်အလင်းအောက်မှာကိုဖြိုးတယောက်မြင်လိုက်တာကသူ့ကိုယ်တိုင်ပဲတခြားကိုဖြိုးတယောက်မျက်နှာမရှိပဲသူ့လမ်းကိုလျှောက်နေတယ်နောက်တစ်စက္ကန့်သူ့နားထဲကအတန်ကပြန်ထွက်လာတယ်နောက်တစ်ယောက်ရပြီကိုဖြိုးလှည့်ပြီးပြေးချင်တယ်ဒါပေမဲ့သူ့ခြေတော့မရွေ့တော့သူ့လက်တွေသူ့ခန္ဓာကိုတဖြည်းဖြည်းမထိန်နိုင်တော့ပြီးတော့သူ့မျက်လုံးတွေဖြည်းဖြည်းပိတ်သွားတယ်တိတ်ဆိတ်လမ်းမီးအောက်မှာအခုတော့ကိုဖြိုးနှစ်ယောက်ရှိနေပြီတစ်ယောက်လမ်းလျှောက်နေမနဲ့အချိန်နေရောင်နွေးနွေးလေးကျလာသည်လမ်းပေါ်မှာလူတွေပုံမှန်လိုလှုပ်ရှားနေကြသည်မင်းညမှာဖြစ်ခဲ့တာတွေကအိမ်မက်တစ်ခုလိုပဲထင်ရသည်ဒါပေမဲ့လမ်းဘေးမှာလူတွေတစုတဝေးစုဝေးနေကြသည်မင်းညထပ်ဖြစ်ပြန်ပြီလေဒီလမ်းကမကောင်းဘူးလို့ပြောနေကြတာပဲလူတွေပြောနေကြသည်အဲ့ဒီချိန်မှာလူစုအလိမ်မှာတယောက်ရက်နေသည်ကိုဖြူဒါပေမဲ့သူ့မျက်နှာမှာစိတ်ခံစားခြင်းမရှိဘူးမျက်လုံးတွေကအလွတ်လွတ်ဖြစ်နေတယ်တယောက်ကမြည်လိုက်ညကဘာဖြစ်တာလဲကိုဖြူသူဖြည်းဖြည်းမျက်နှာကိုလှည့်ပြီးပြန်ကြည့်လိုက်တယ်နာရီအနှဲငယ်တုံပြီးအပြုံးတစ်ခုလေးလေးနက်နက်ပြုံးလိုက်တယ်ဘာမှမဖြစ်ပါဘူးအတန်ကပုံမှန်မဟုတ်ဘူးအဲ့ဒီချိန်မှာလူအုပ်ထဲကအဖိုးတစ်ယောက်ဖြည်းဖြည်းပြောလာသည်ဒါသူမဟုတ်တော့ဘူးလူတွေတိတ်သွားကြသည်အဖိုးကဆက်ပြောသည်ဒီလမ်းမှာအရင်ကလေးကရှိနေတဲ့အရာတစ်ခုရှိတယ်ညမှာလမ်းလျှောက်တဲ့သူတွေကိုတယောက်ချင်းအစားထိုးသွားတာလူတယောက်မေးလိုက်သည်အဲ့ဒါဆိုအရင်လူတွေကအဖိုးမျက်နှာညှို့ညစ်သွားပြီမသိဘူးဒါပေမဲ့မနက်တိုင်းလူအစ်စ်တယောက်ပြန်လာတတ်တယ်တိတ်ဆိတ်အဲ့ဒီအချိန်မှာကိုဖြိုးခေါင်းကိုဖြည်းဖြည်းလှည့်လိုက်သည်သူ့မျက်လုံးတွေအမဲရောင်ဖြစ်သွားသည်ပြီးတော့လူအုပ်ထဲကတယောက်ကိုတိုက်ရိုက်ကြည့်ပြီးပြောလိုက်သည်ဒီညမင်းလားညပြန်လေတိတ်ဆိတ်တော်လမ်းမှာတပ်လူတယောက်လမ်းလျှောက်လာသည်နောက်ကနေတခုခုလိုက်လာသည်